တင်မောသားတဲ့လားလူများအားကြတဲ့ဘဝနောက်လဲကြည့်တော့ပင်လေကြီးနဲ့ငါမနေလင်းလို့မို့ချုံသွားဒီတင်မောကြီးထဲမှာအချင်းချထားသလားကိုအဆိုမရစိတ်အိုက်လို့နဲ့နေတောက်ကလေးနဲ့စိတ်အပန်းပြေစီကံချက်ကပြလုံးလာတယ်လေအိမ်လွမ်းလို့ဖုန်းဆက်ချင်ဖုန်းလိုင်းကလည်းမမီတင်မောသားရဲ့ဘဝကိုဘယ်သူမှမသိလုံပြီးလို့အိမ်ပြန်ရမည်ဝတ်တာမီအပေါင်းအသေးနဲ့ဆိုင်မှာထိုင်ပြီးအမှုတောက်ပါမည်စိတ်ကူးတွေကစီစဉ်တွေဆွဲချိန်ဝမ်းတာမီအိမ်ပြန်ရောက်တော့ကျုပ်ကြောင်းနာထောင်ကြည့်အထုပ်ကလေးမှမချရသေးအိမ်ကမိန်းမရဲ့အမေကျုပ်တို့တည်တဲ့လက်ဆောင်ပါလာသလားတဲ့ဘယ်မှလဲရှောက်မသွားရဘာတစ်ခုမှမတော့မစားရထားပြီးအချင်းချခံရသူတင်မောသား